ရေမင်္ဂလာပါအမျိုးတို့ရေမင်္ဂလာပါပေါက်ကြသလားနဲ့ပရိတ်အင်္ဂါမကျော်ပေးထားပါတယ်ပေါက်ကြသလားအင်္ဂါမကျော်နဲ့ပရိတ်ပေးထားပါတယ်ပေါက်ကြပါသလား3ရက်17လ2025ညနေခင်းတိတန့်လေးရတော့9ပိုင်9ပိုင်ကို9တက်ကိုမိန်တင်ထားပါတယ်9ပိုင်ကိုဒုတိယနေရာမှာထားပါတယ်ခွန်9လို့လည်းကြိုက်လို့လုပ်ထားပါတယ်မိန်အောင်မှာခွန်4ခွန်9ခွန်နဲ့ခွန်တက်9ပိုင်ကို9တက်လို့လုပ်ထားပါတယ်9တက်9ပိုင်ကြရင်ခွန်9နဲ့9လုပ်ထားပါတယ်အကြိုက်တူရင်ထိုးကြပါဒါညနေခင်းတေချာပေါက်ရာနှုံးပြီးထွက်ရမှာနော်ရာနှုံးပြီးထွက်ရမှာပါရာနှုံးပြီးထွက်ရမှာပါအမျိုးတို့အကြိုက်တူရင်ယူထိုးကြပါရာနှုံးပြီးထွက်ရမှာပါနော်အမျိုးတို့ကြိုက်ရင်ယူထိုးကျွန်တော်အကြိုက်ဆုံးကွက်ကလေးတွေတင်ပေးထားပါတယ်အမျိုးတို့ကြိုက်ရင်ဒီထက်ကရွေးပါထိုးဒီထက်ကပြေးမလွတ်ပါဘူးဒီနေ့ညနေဒီထက်ကထွက်မှာပါပြေးမလွတ်ပါဘူးရာနှုံးပြီးထွက်မှာပါအာမခံပါတယ်အမျိုးတို့ကြိုက်တယ်လို့ထိုးကြိုက်တာရွေးထိုးမယ်ဆိုလဲကြိုက်တာရွေးထိုးရတယ်အင်္ဂါမကျော်နှစ်ပတ်တီးပေးထားတယ်ပေါက်ကြပါသလားအင်္ဂါမကျော်နှစ်ပတ်တီးပေးထားပါတယ်ပေါက်ကြပါသလားဒီနေ့ညနေအတွက်ကတော့9တက်မိန်ပေးထားပါတယ်9တက်မိန်9လုံးပိုင်9လုံးပိုင်မှာဒီနေ့ညနေ9လုံးပိုင်ကြိုက်ရင်ကိုကြိုက်တဲ့ကဏ္ဍနဲ့ကတ်ထိုး9လုံးပိုင်ကြိုက်ရင်ကိုကြိုက်တဲ့ကဏ္ဍနဲ့ကတ်ထိုးကျွန်တော်ကတော့ဒါကျွန်တော်အကြိုက်ဆုံးကဏ္ဍတင်ပေးထားပါတယ်အဲ့ဒါတွေကိုအမျိုးတို့ကြိုက်ရင်ယူထိုးကြပါရာနှုံးပြီးထွက်မှာနော်ရာနှုံးပြီးထွက်မှာကျွန်တော်အမခံတယ်ရာနှုံးပြီးထွက်မှာရာနှုံးပြီးထွက်ရမယ်ကျွန်တော်အာမခံတယ်မျိုးတို့ရာနှုံးပြီးတေချာပေါက်ထွက်ရမယ်ကျွန်တော်အာမခံတယ်မျိုးတို့ကြိုက်တာနဲ့တွဲထိုးဘလို့ထိုးရွေးပါထိုးဘလို့ကထိုးခြင်းတလို့ထိုးကြဒီထဲကထွက်မှာတေချာပဲပေါက်ကြောင်မလို့ကျွန်တော်ပြောပြနေတာဒီထဲကတေချာပေါက်ထွက်မှာရာနှုံးပြီးနော်ကဲဒါပါပဲအမျိုးတို့ရေကဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေညနေကိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေနော်ပေါက်သီးလက်တဲ့ဤဝင်မီဝေးလည်းများကြီးဝင်ပါသေးအသက်မပြတ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်